ကိုယ့်ရဲ့မသားရင်လောယူကရိန်းသူပေါ့နော်ရောက်ခမအိမ်လာလေတော့ကိုကိုတင်တော့အလီတစ်ခုရှိတယ်အိမ်တော်တစ်ခုမှာတဲ့အိမ်ထောင်ဦးစီးကဒီ husband ပေါ့နော်ခင်မွန်းဖြစ်တဲ့သူအရင်အရေးကြီးရပေါ့နော်အိမ်တော်တစ်ခုကိုသူကဦးစီးဦးဆောင်ရတယ်ခန္ဓာကိုယ်စိတ်ပိုင်းနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်တစ်ခုလုံးရဲ့ head ခေါင်းပေါ့နော်အဲ့လိုမျိုးပြောရဲဆိုတော့ကွာအဲ့ဆိုဇနီးမရပါလဲဆိုပြီးမိလိုက်တော့ the neck 11တဲ့ခေါင်းကဘလို့ပဲဥဆောင်တိုင်းမှာနေပါစေအိမ်တော်ဦးစီးဖြစ်နေပါစေခေါင်းကညာဘက်လှည့်မလားဘယ်ဘက်လှည့်မလားရှေ့ကိုကြည့်မလားနောက်ကို direction လှည့်မလားဆိုတော့ neck လေပင်ကဆုံးဖြတ်လို့ရတယ်တဲ့ပြောချင်တာလိမ္မာပပပညာသားပပလေးနဲ့ direction ကိုဥလှည့်ပေးရမယ်ဆိုတဲ့သဘောပေါ့နော်ဆိုတော့အိမ်တော်ဦးစီးဖြစ်တဲ့ယောက်ျား the head ဆိုလို့ရှိရင် wife က neck ဖြစ်ပါတယ်တဲ့ဒီလေပင်နဲ့ခေါင်းနဲ့ teamwork ပေါ့နော်တိုင်ဖောက်ညီအဆင်ပြေပြေမျှတတနှစ်ယောက်နှစ်ဦးနှစ်ဖက်ညီတို့မျှတို့စူးစမ်းသွားမှဒီအိမ်တော်ကြီးကအဆင်ပြေမှာတဲ့ယူရိုကဘယ်လိုထင်လဲ